နေရာမှာလောကမှာကုသိုလ်ကံအကုသိုလ်ကံဆိုတာရှိတယ်ထိုကုသိုလ်ကံအကုသိုလ်ကံရှိသည့်အတွက်ကြောင့်ကုသိုလ်ကံလုပ်သူအကုသိုလ်ကံလုပ်သူတို့အတွက်ထိုကံနှမျိုးရဲ့အကျိုးတရားရှိတယ်လို့ဟောပြောဆုံးမတဲ့ဝါဒကိုကမ္မဝါဒလို့ခေါ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကမ္မဝါဒီကရိယာဝါဒီကံကိုလက်ခံပြီးဟောပြောတယ်ထိုကံရှိသည့်အတွက်ကြောင့်ကံကိုလုပ်လို့ရတယ်လို့ဆိုတဲ့ဟောပြောချက်နဲ့ကံကံ၏အကျိုးကိုသိမြင်တဲ့အသိဉာဏ်ရှာရှိဖို့ဘုရားဆုစုပုဂ္ဂိုလ်သူမြတ်တွေဟာကံကိုလက်ခံတဲ့ကမ္မဝါဒီပုဂ္ဂိုလ်မျိုးတွေသာဖြစ်တယ်မြတ်စွာဘုရားလက်ထက်တော်အခါကာလတော်ကကံကိုမယုံကြည်တဲ့ကံကိုညှင်းပယ်ပြီးကံ၏အကျိုးကိုလည်းညှင်းပယ်တဲ့အယူဝါဒတွေဟာထွန်းကားခဲ့ဘူးတဲ့ပေါ့ကံမရှိဘူးလို့ညှင်းပယ်ခဲ့တဲ့အခရိယဝါဒပုရဏကတ္တဗတို့ဟောပြောတဲ့ဝါဒမျိုးဟာအခရိယဝါဒနတ္ထိပါပံနတ္ထိပပတ္တအာဂမောနတ္ထိပုံညာနတ္ထိပုံညတအာဂမောကုသိုလ်ဆိုတာမရှိဘူးအကုသိုလ်ဆိုတာမရှိဘူးကုသိုလ်ကံအကုသိုလ်ကံရဲ့အကျိုးတရားဟာရောက်လာမှာမဟုတ်ဘူးမဂ္ဂလိကောသလလည်းကရောတောနကရိယတိပပံလုတ်တယ်လို့ထင်နေတဲ့ပုဂ္ဂိုလ်တွေဟာတကယ်တော့ကံဆိုတာလုံးလို့မရဘူးလို့အဲ့လိုဟောပြောတဲ့ပုဂ္ဂိုလ်တွေရှိတယ်တဖန်ကံဤအကျိုးကိုညှင်းပယ်တဲ့ပုဂ္ဂိုလ်တွေကနတ္ထိဒိဋ္ဌံနတ္ထိယိဋ္ဌံနတ္ထိဟုတံနတ္ထိသုကတဒုက္ကတနံကာမနံဖလံဝိပါကောကုသကအကုသကတို့ရဲ့အကျိုးဆိုတာမရှိဘူးလို့ကံဤအကျိုးကိုညှင်းပယ်ခဲ့တာအဲ့ဒါလို့အယူဆမျိုးမျိုးရှိတဲ့ထင်မယ်ကင်းကဝါလူသဲစုမကပွင့်တော်မူကြတဲ့ဖရာတိုင်းဟာကမ္မဝါဒကိုလက်ခံကျင့်သုံးတော်မူကြတာဖြစ်လို့ဘုရားဘာသာဝင်ဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းဟာကမ္မတက္ကတာသမ္မာဒိဋ္ဌိကံတိတာလင်မိမိဥစ္စာဖြစ်တယ်လို့သိမြင်တဲ့သမ္မာဒိဋ္ဌိဉာဏ်ရှိဖို့လိုအပ်တယ်ပေါ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိဉာဏ်ရှိခြင်းမရှိခြင်းနဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်ပေါ့ကံကံဤအကျိုးကိုယုံကြည်သူနဲ့မယုံကြည်သူဘလို့ကွဲပြားခြားနားနိုင်တယ်လဲဆိုလို့ရှိရင်ကံကံဤအကျိုးကိုမယုံကြည်ဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်သည်လှုပ်ချင်လှုပ်မဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ကံကံဤအကျိုးကိုမယုံကြည်သည့်အတွက်ကြောင့်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ဘူးဆိုးတာလုပ်လဲဆိုးတာမဖြစ်ဘူးကုသိုလ်အကုသိုလ်ဆိုတာမရှိဘူးလို့ညှင်းပယ်တဲ့ပုဂ္ဂိုလ်ဟာသူလှုပ်ချင်တာစိတ်ကူးရှိတာပဲလှုပ်မှာဖြစ်တယ်လှုပ်ချင်ရလို့ဆိုရတဲ့မဲ့လောကလူသားတွေရဲ့အလုပ်ကိုကြည့်အကောင်းနဲ့အဆိုးနှမျိုးတွေအဆိုးပို့လှုပ်ချင်ကြအဲ့တော့ကံကံဤကျိုးလက်မခံတဲ့ပုဂ္ဂိုလ်တယောက်ဟာလူတော်လူကောင်းဖြစ်ဖို့အခွင့်အလမ်းပိတ်နေတယ်လို့သူပြောအောင်ကံကံဤကျိုးကိုလက်ခံတဲ့ပုဂ္ဂိုလ်ကြတော့မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်ဆိုတဲ့ခံယူချက်ကြောင့်သူဟာကောင်းတာကိုသာလုပ်ပြီးမကောင်းတာကိုရှောင်ဖို့သူ့ရဲ့အတွေ့အမြင်ထဲမှာရောက်ရှိသွားတယ်။ဘာကြောင့်လဲလို့ဆိုရင်လူတိုင်းဟာဆင်းရဲမှာကြောက်တယ်ချမ်းသာခြင်းညမကောင်းတာလို့ဆင်းရဲဒုက္ခရောက်မယ်ဆိုရင်ဘယ်သူမှ
လုပ်ဖို့စဉ်းစားမှမဟုတ်ဘူးကောင်းတာလုံးမှချမ်းသာဒုက္ခရတယ်ဆိုတော့လူတိုင်းဟာကောင်းကျိုးချမ်းသာခြင်းကိုရချင်သည့်အတွက်ကြောင့်ကောင်းတဲ့အလုပ်တွေကိုလုပ်ကြမှာပဲဒီလိုကောင်းတဲ့ဘက်လမ်းဟာပွင့်ပြီးတော့သွားတယ်ဒါကြောင့်ကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတာဟာဘုရားဆူဆူပွင့်တော်မူတဲ့ခါမှာဒီအမြင်ကိုခြေခံပြီးတော့မြတ်စွာဘုရားဆုံးမခဲ့တာပဲဖြစ်တယ်ကံလို့ဆိုတဲ့ထဲမှာအတိတ်ကံရှိသလိုပစ္စုပန်ကံလည်းပဲရှိတယ်အဲ့တော့ပစ္စုပန်ကံတစ်မျိုးတည်းသာလက်ခံတဲ့ပုဂ္ဂိုလ်ဆိုတာမျိုးကလည်းပြည့်စုံတာမဟုတ်ဘူးပေါ့အတိတ်ကံပစ္စုပန်ကံဆိုတာကံတစ်မျိုးဆိုတာမြတ်စွာဘုရားဟောထားတဲ့ထဲမှာပစ္စုပန်ကံကိုလည်းပဲအကျိုးတရားခွဲခြားပြီးတော့ဒိဋ္ဌဓမ္မဝေရဏိယလက်ရှိဘဝမှာပဲအကျိုးပေးတယ်ဥပပိစ္ဆဝေရဏိယလက်ရှိဘဝအဆုံးသတ်သွားတဲ့အချိန်မှာအကျိုးပေးတယ်အပရပရိယဝေရဏိယထို့နောက်တန်တရားထဲမှာရှိနေတဲ့အချိန်တွေမှာအကျိုးပေးတယ်လို့ဆရာကံလလွန်မြောက်သွားလို့ရှိရင်လည်းကံရဲ့အရှိန်အဟုန်ဟာကုံသွားသည့်အတွက်ကြောင့်အဟောတိကံဆိုတာလည်းရှိတယ်လို့ကံအမျိုးအစားတွေခွဲခြားဟောကြားပြီးတော့မြတ်စွာဘုရားတရားတွေကိုဆုံးမပြီးတော့ပြီးခဲ့တာဖြစ်တယ်အဲ့ဒီကမ္မဝါဒဟာဘုရားဆူဆူလက်ခံခဲ့တဲ့ကမ္မဝါဒပဲဖြစ်တယ်ဒါဖြင့်ကံလို့ပြောတာဘယ်တရားတွေကိုကံလို့ပြောတာတော့ဆိုစာပေကျမ်းကမှာအဆိုရကိုကြည့်မဲ့ဆိုရင်စေရနာဟံဘိက္ခွေကမ္မဝဒာမိလို့ဆိုတယ်နိဗ္ဗိဒဘာဂိယသုတ်တံမှာဒီတသုတ်ပဲပါတယ်စေရနာကိုကံလို့ခေါ်တယ်ကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ကောင်းမကောင်းပေါ်မှာရှိရချက်နဲ့တွန်းအားတွေပါတတ်တယ်တော့အဲ့ဒါကိုပဲ intention လို့ခေါ်တာရှိရချက်နဲ့အဲ့ဒီရှိရချက်စိတ်ရတွန်းအားစေရနာကိုကံလို့လည်းခေါ်တယ်စေရနာကိုသာကံခေါ်သလားလို့ဆိုမဟုတ်ဘူးမနောကံဆိုတာတတိထားပြီးတော့ကြည့်မယ်ဆိုရင်အဘိဇ္ဇာပြပါဒမိစ္ဆာဒိဋ္ဌိအကုသိုလ်မနောကံ၃မျိုးရဲမယ်အဘိဇ္ဇာဆိုတာလောဘသူများပစ္စည်းကိုလိုချင်တဲ့လောဘပြပါဒဆိုတာတစ်ဖက်သားကိုတတ်ခြင်းချေမုန်းခြင်းတဲ့ဒေါသမိစ္ဆာဒိဋ္ဌိဆိုတာကံကံ၏အကျိုးကိုညှင်းပယ်တဲ့အမြင်လောဘဒေါသဒိဋ္ဌိဆိုတဲ့စေရနာမဟုတ်တဲ့ဒီသဘာဝတရား၃ခုကိုလည်းပဲအကုသိုလ်ကံလို့ခေါ်တယ်စေရနာရင်ကံခေါ်တာမဟုတ်ဘူးစေရသိက်အချို့ကိုလည်းကံလို့ခေါ်သေးတယ်လို့ကုသိုလ်ကံဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အနဘိဇ္ဇာသူများပစ္စည်းဥစ္စာကိုမတိုးလို့ခြင်းနဲ့လောဘဖယ်ရှားနိုင်တဲ့အလောဘအပြဘာရဆိုတဲ့မေတ္တာအလောဘမေတ္တာတမ္မာဒိဋ္ဌိလို့ဆိုတဲ့ပညာအလောဘအရောဓပညာအမောဟဆိုတဲ့ပညာဒီတရား၃မျိုးဒီစေတသိက်၃မျိုးကိုလည်းပဲကံလို့ခေါ်တယ်အဲ့တော့ဘုရားဘာသာမှာကံလို့ပြောနေတာဟာစေရနာကိုလည်းရည်ညွှန်းပြီးတော့ပြောတယ်လောဘဒေါသဒိဋ္ဌိတို့ကိုလည်းအကုသိုလ်ကံလို့ပြောတယ်အလောဘအရောဓပညာတို့အမောဟကိုလည်းပဲကံလို့ပြောတယ်လို့ကံဆိုတဲ့သဘောတရားကိုအခုလိုမှတ်သားရမှာဖြစ်တယ်ကိုယ့်ရင်ထဲမှာဒီသဘောတရားတွေကဖြစ်တာအဲ့ဒီကံတရားတွေဟာ
အချိန်ပိုင်းအလိုက်အကျိုးတရားကိုထုတ်လုပ်နိုင်တဲ့စွမ်းရည်တတ္တိရှိကြတာချီပဲမျက်မှောက်ဘဝမှာအကျိုးပေးရင်ဒိဋ္ဌဓမ္မဝေရဏိယကံမျက်မှောက်ဘဝဆိုတာဘာကိုပြောတာမျက်မှောက်ဘဝဆိုတာကံပြုလုပ်တဲ့သက်ရှိထင်ရှားရှိတဲ့ဘဝနော်မွေးလာတဲ့နောက်သိဆုံးသွားတယ်ဆိုတဲ့အနေအထားထိတဘဝတာအဲ့ဒါကိုဒိဋ္ဌဓမ္မအဲ့ဒိဋ္ဌဓမ္မမှာအကျိုးပေးတဲ့ကံမျိုးကိုလည်းပဲဒိဋ္ဌဓမ္မဝေရဏိယကံဆိုပါစို့ငယ်စဉ်တောင်ကြီးကလေးဘဝကလှုပ်ပြီးတော့လူလက်ပိုင်းအရွယ်ရောက်တဲ့အခါမှာအကျိုးပေးတယ်သို့မဟုတ်အသက်ကြီးပိုင်းကျမှအကျိုးပေးတယ်ဒါလည်းဒိဋ္ဌဓမ္မဝေရဏိယပဲအခုလို့အခုကျိုးပေးတာတော့မဟုတ်ဘူး9ရက်အတွင်းကျိုးပေးရင်ရင့်ကျက်တဲ့ဒိဋ္ဌဓမ္မဝေရဏိယကမျိုးပြိပက္ခဝေရဏိယလို့တစ်ခါတည်းသုံးတယ်ပေါ့အဲ့တော့ဒီဘဝအတွင်းမှာလှုပ်ပြီးတော့ဒီဘဝအတွင်းမှာအကျိုးပေးတဲ့ကံမျိုးဒိဋ္ဌဓမ္မဝေရဏဒီဘဝလှုပ်ပြီးတော့နောက်ဘဝမှာအကျိုးပေးတဲ့ကံမျိုးကြတော့ဥပပိစ္ဆဝေရဏိယကံလို့ခေါ်တယ်ဒီဘဝအဆုံးသတ်လိုက်တာနဲ့တပြိုင်နက်နောက်ဘဝမှာအကျိုးပေါ်လာထို့တူပဲဒီဘဝဒုတိယဘဝမှာအကျိုးမပေးဘူးအခွင့်သာတဲ့ဘဝမှာအကျိုးပေးတာကြတော့အပရပရိယဝေရဏိယလို့အဲ့ဒီအချိန်ပိုင်း၃ပိုင်းနဲ့အကျိုးပေးတဲ့ကံတွေအပြင်ဆိုင်ရာအချိန်ပိုင်းဥပမာမဲ့လက်ရှိဘဝမှာအကျိုးမိမဲ့ကံသည်အကြောင်းမညင်ညွတ်လို့အကျိုးမပေးဘူးဆိုရင်အဟောတိကံဖြစ်တယ်ဒုတိယဘဝမှာအကျိုးပေးမဲ့ကံသည်အကြောင်းမညင်ညွတ်လို့အကျိုးမပေးတော့ဘူးဆိုရင်အဟောတိကံဖြစ်တယ်တတိယဘဝကစပြီးနိဗ္ဗာန်ရောက်သည့်အတွင်းဒီအတော်အတွင်းမှာအကျိုးပေးနိုင်တဲ့ကံသည်အကြောင်းမညင်ညွတ်လို့အခွင့်မသာလို့အကျိုးမပေးတော့ဘူးဆိုလို့ရှိရင်သို့မဟုတ်နိဗ္ဗာန်ရောက်သွားပြီဆိုရင်တော့ဟောတိကံဖြစ်သွားတယ်ဟောတိကံဆို expire ဖြစ်တာပြောချိန်ကုန်သွားစေပစ္စည်းမှာ expire ဖြစ်တာမဟုတ်ဘူးကံတရားလည်းပဲ expire ရှိတယ်ပေါ့နော်အဲ့လိုကံတရားတွေအကြောင်းကိုအကျဉ်းချုပ်နားလည်ထားပြီးတော့ထိုကံတရားတွေဖြစ်ပေါ်ဖို့အတွက်အဓိကတွန်းအားပေးနေတဲ့ကိလေသာတွေကဘယ်သူတွေတုံးဆိုရင်အဝိဇ္ဇာဆိုတဲ့မောဟတဏှာဆိုတဲ့လောဘဥပါဒံဆိုတဲ့တဏှာဒိဋ္ဌိအဲ့ဒီအဝိဇ္ဇာတဏှာဥပါဒံဆိုတဲ့တရားတွေဟာဒီကံနေနဲ့တွဲဖက်ပြီးတော့အကျိုးတစ်ခုထုတ်လို့နေပရိစ္ဆေသမုပ္ပါဒ်ကိုကြည့်လိုက်မယ်ဆိုရင်ရှေ့ပိုင်းမှာအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏံတို့အမှန်မသိမှုသည်အဝိဇ္ဇာမသိလို့တစုံတစ်ခုပြုလုပ်ခြင်းသည်သင်္ခါရကံတရားအဝိဇ္ဇာကကိလေသာသင်္ခါရကကံတရားကံနဲ့ကိလေသာနှစ်ခုပေါင်းပြီးဝိညာဏဆိုအကျိုးထုတ်တယ်အဲ့တော့ကံတစ်ခုတည်းကအကျိုးပေးလားဆိုမပေးဘူးဥပမာဘယ်လိုနားလဲရမလဲဆိုရင်တယစီလို့ပြောပါစို့တယစီလေးဟာသူ့ဘာသူဒီတိုင်းထားရင်အပင်ပေါက်မှာမဟုတ်ဘူးမြေနဲ့ရေနဲ့ပေါက်ဆက်မှသူကအညောင်းထွက်နိုင်တယ်အမြင့်သက်ဆင်းနိုင်အဲ့ဒါလိုပဲကံဆိုတဲ့သဘောတရားသည်ကိလေသာနဲ့ပေါင်းဆက်တဲ့အခါမှာသူဟာအကျိုးတစ်ခုထုတ်လုပ်နိုင်မျိုးစေ့တစ်ခုသည်မြေနဲ့ရေနဲ့ပေါင်းဆက်မှအမြင့်သက်ဆင်းသလိုကံတရားဟာလည်းကိလေသာရဲ့အကူအညီရမှအကျိုးပေးနိုင်တယ်ယန္တာပုဂ္ဂိုလ်ဖြစ်သွားပြီဆိုလို့ရှိရင်ကိလေသာကိုပယ်တတ်လိုက်တာပဲဖြစ်တယ်ကံကိုပယ်တတ်တာမဟုတ်ပေမဲ့ကိလေသာပယ်တတ်လိုက်လို့ရှိရင်ကံတရားကအလုံးမဖြစ်တော့
အဲ့ဒါကိုကိလေသာနိရောဓေကမ္မနိရောဓောကိလေသာချုပ်သွားရင်ကံချုပ်တယ်ဒီလိုဆိုလို့ရပေါ့ကံဆိုတာပယ်လို့ရတဲ့အရာမဟုတ်ဘူးကိလေသာသာပယ်လို့ရတာဘာကြောင့်လဲဆိုရင်ကံဆိုတာလုတ်ပြီးသားဖြစ်သွားပြီလုတ်ပြီးသားဖြစ်သွားတဲ့အရာဟာပြန်ယူလို့လည်းမရဘူးပြင်လို့လည်းမရဘူးပြီးသွားပြီလေပြီးသွားတဲ့အရာတစ်ခုဟာပြင်ရင်လို့လည်းမရဘူးပြန်ယူလို့လည်းမရဘူးကိလေသာဆိုတာတော့ဖြစ်ပေါ်လာနိုင်တဲ့အနေအထားတစ်ခုပေါ်မှာတည်ရှိနေတာဖြစ်လို့အနုတ္တယဆိုတဲ့ကိလေသာကိုဖယ်လိုက်လို့ရှိရင်ထိုကိလေသာဟာချုပ်ငြိမ်းသွားတယ်ကိလေသာချုပ်ငြိမ်းသွားလို့ရှိရင်ကံလေးဟာအလုံးမဖြစ်တော့ဘူးလို့ဒီလိုဆိုလို့တဏှာဥပါဒံဆိုတာကံတရားဘဝကမ္မဘဝဆိုတဏှာဥပါဒံဆိုတာကိလေသာကမ္မဘဝကကံတရားအဲ့ဒီမှာလည်းပဲကိလေသာနဲ့ကံပေါင်းစပ်ပြီးဇာတိဆိုတဲ့ဘဝတစ်ခုထုတ်လို့တာပဲဖြစ်တယ်အဲ့တော့အချင်းချုပ်မှတ်ထားဖို့ရဘုရားရဲ့တရားတော်ရဘဝကိုဘယ်သူထုတ်လို့ထားတော့လို့ဆိုရင်ကံလို့ပြောကြပေမဲ့ကိလေသာနဲ့ကံပေါင်းစပ်ပြီးတော့ဘဝတစ်ခုဖြစ်စေတယ်လို့ဒီလိုမှတ်ထားပရိစ္ဆသောဘတ်ရကိလေသာနဲ့ကံတစ်ခုပေါင်းစပ်ပြီးတော့ဘဝတစ်ခုထုတ်လို့တာဖြစ်တယ်အဲ့တော့ကံတရားနဲ့ကိလေသာဘယ်ဟာပိုကြောက်စရာကောင်းလဲဆိုရင်ကိလေသာပိုကြောက်စရာကံဆိုတာကုသိုလ်လည်းရှိတယ်အကုသိုလ်လည်းရှိတယ်ကောင်းတဲ့လုပ်ရရှိတယ်မကောင်းတဲ့ကိလေသာဆိုတာတော့အကုသိုလ်တသက်ပဲအဲ့ဒီအကုသိုလ်တသက်ဖြစ်တဲ့ကိလေသာကိုဖယ်နိုင်လို့ရှိရင်ကံတွေဟာအလုံးလုံးဖယ်ပြီးသားဖြစ်သွားတယ်ဒါကြောင့်ကမ္မဝါဒကံတရားကိုလက်ခံထားတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဟာမြတ်စွာဘုရားရဲ့အဆုံးအမနဲ့ညီဘယ်လိုနေကြမလဲရတော့အဖြစ်လူတွေဟာအတိတ်ကံပေါ်မှာကြည့်ပြီးတော့ကံကောင်းတယ်ကံမကောင်းဘူးလို့ပြောနေကြတယ်ပစ္စုပန်မိမိရဲ့လောက်ရကိုအလေးနဲ့ထားတာသိမရှိတာနော်စီဝါဥစ္စာတိုးတက်ချမ်းသာလို့ရှိရင်လည်းအတိတ်ကံကိုမျှော်မှန်းပြီးကံကောင်းတယ်လို့ပြောကြတယ်ပစ္စုပန်ဘာတွေလုပ်နေတယ်ဆိုတာသိမစင်တာဘူးပစ္စုပန်ဘဝမှာအခြေအနေမကောင်းဘူးဆိုရင်လည်းကံဆိုးတယ်ဆိုပြီးတော့ညှိတွားကြတယ်သို့တော့ပစ္စုပန်ဘဝမှာကိုယ်ပါတွေလုပ်တယ်ဆိုတာကိုတော့အလေးနဲ့သိမထားအဲ့ဒါဟာမှန်ကန်မှုမရှိဘူးအတိတ်ကကိုယ်ပါလုပ်ခဲ့တယ်ဆိုတာသိနိုင်ဖို့ရမရှိဘူးသို့တော့မှန်းဆလို့တော့ရတယ်မှန်းဆတာကိုအနုမန္တဉာဏ်လို့ခေါ်တယ်လက်ရှိဘဝမှာတော့ပစ္စကဉာဏ်ကိုယ်တိုင်သိနိုင်တယ် direct knowledge လို့ခေါ်တယ်ကိုယ်တိုင်သိနိုင်တယ်လက်ရှိဘဝမှာကိုယ်ဘာတွေလုပ်နေတယ်ဆိုတာကိုသိလို့ရတယ်အတိတ်ဘဝတုန်းကဘာတွေလုပ်ခဲ့တယ်ဆိုတာသိလို့တော့မရဘူးသို့တော့မှန်းဆကြည့်လို့ရလူတယောက်ဟာဒီဘဝမှာချမ်းသာကြွယ်ဝတယ်သူရဲ့ချမ်းသာကြွယ်ဝတာဟာသူကြိုးစားလို့လည်းရနိုင်တယ်အသိဉာဏ်နဲ့လည်းရနိုင်တယ်သို့မဟုတ်ကံကပေးလို့လည်းရတယ်ကြောင်းသုံးမျိုးဆိုတော့ကံဉာဏ်ဝိရိယကံတသက်ပေးလို့ရတဲ့ပစ္စည်းကြတော့မွေးလာကြတဲ့ကဒီလူဟာတထေးအိမ်မှာသွားမွေးတယ်အဲ့ဒါတော့ကံပေးတာပဲတသက်တထေးအိမ်မမွေးဘူးတမန်စားနိုင်ုံတောင်းနိုင်ုံဘွားကကိုယ်တိုင်ပညာသင်တယ်ကြိုးစားတယ်ရှားဝေးတယ်ဆိုတာကြတော့ဉာဏ်နဲ့ဝိရိယအစွမ်းစားနဲ့လည်းရတာပဲပစ္စည်းဥစ္စာဆိုတာကံကြောင့်ရတာတစ်ခုရှိတယ်ဉာဏ်ဝိရိယကြောင့်လည်းရတယ်ဉာဏ်ဝိရိယကြောင့်ရတာကိုမြတ်စွာဘုရားကဝိရိယဓိဥဋ္ဌာဏဓိကတေဟိဆိုတာနော်သေတာဝက္ခိတေဟိချွေးဆက်ဆက်ယူထွက်အောင်လုံလဝိရိယစွမ်းအားနဲ့ရတယ်လို့
ကြိုးစားအထောက်ဖို့ပစ္စည်းဥစ္စာရဖို့အတွက်ဥဋ္ဌာဏတမ္ပရာကြိုးစားအထောက်ရမယ်လို့သူတို့မြတ်စွာဘုရားဟောတယ်သို့တော့ကံပေးလို့ရပြီဆိုတဲ့အားကြတော့အလွန်ကြီးမကြိုးစားရပဲနဲ့ရတယ်ခဏလိုမွေးကြတဲ့ကတထဲအိမ်သွားမွေးတဲ့ပုဂ္ဂိုလ်ဟာသူ့ဘာမှမလုပ်ရပဲနဲ့သူ့အတွက်ဆင်တဲ့အကုန်လုံးဖြစ်တယ်စားစရာနေစရာသွားစရာလာစရာအကုန်လုံးမိဘချမ်းသာသမျှအမွေအနှစ်တွေအားလုံးဟာသူ့အတွက်အလိုလျောက်သူဟာပိုင်ဆိုင်မိတာဖြစ်တယ်ဒါတော့ကံပေးတာတသက်ပဲနော်ကံပေးတာတသက်ပဲအေးဉာဏ်နဲ့ဝိရိယပေါင်းစပ်လို့ကံကလည်းကောင်းပြီဆိုလို့ရှိရင်တော့အလုပ်တစ်ခုလုပ်တဲ့အခါမှာအောင်မြင်တဲ့ကြီးပွားတဲ့တိုးတက်တယ်ကံကိုဉာဏ်ဝိရိယအကူအညီနဲ့လုပ်လိုက်တဲ့အခါကြီးပွားတယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဒါနသံဗုဒ္ဓတိဘောဂတိတဲ့လူတွေရှားရှိခံစားရတဲ့စိစိမ်ဥစ္စာအသုံးဆောင်ပစ္စည်းတွေဟာအတိတ်ဘဝကဌာနကောင်းမှုလုပ်ခဲ့လို့သာရတာဖြစ်တယ်ဒါလည်းသေချာစဉ်းစားကြည့်မှန်တယ်။ဘာကြောင့်လို့ဆိုတဲ့အခါမှာရချင်လို့ကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်တိုင်းသည်စီဝါဥစ္စာရရလားမရဘူး။ဖာကံမှာမြေကြီးအောင်ရောက်သွားတဲ့လူတွေအများကြီးပဲ။နော်။ကံကောင်းတဲ့ပုဂ္ဂိုလ်အချို့သာရေမဆေးကြောက်ကလေးပါလေးတွေ့ပြီးတော့စားနိုင်တောင်းနိုင်ဖြစ်သွားတာ။ဘာမှမရဘဲနဲ့မြေကြီးအောင်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေအဲ့တော့ရှင်ပြိုင်ပြီးတော့လှုပ်တဲ့အခါမှာကံရှိတဲ့ပုဂ္ဂိုလ်ကရတယ်။ရာဓုဂုံသိစိစိဥစ္စာဆိုတဲ့နေရာမှာလည်းပဲကံပါတယ်နော်။ကံပါတယ်။ကံဆိုတာအကတ်ကိုပြောတာမဟုတ်ဘူး။လူကြီးနဲ့သိလို့ရတဲ့ဟာပြောတာမဟုတ်ဘူး။ကံပါလာလို့ရှိရင်အခွင့်အလမ်းကိုကသူ့ဘက်ရောက်လာတယ်နော်။သူ့ဘက်ရောက်လာ။တော်တာမတော်တာတဲ့သူဟာအခွင့်အလမ်းကိုသူစီရောက်လာတချို့ကြတော့ဘလောက်ပဲတော်မိုးပြန်အောင်တော်နေအခွင့်အလမ်းပိတ်သွားအဲ့ဒါကြတော့ကံလို့စဉ်းစားရမှာဖြစ်တယ်ဒါကြောင့်မို့ဒီဘဝမှာပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတယ်ကျမ်းမာရေးကောင်းတယ်ဆိုရင်လူတွေကပြောကြတယ်လေဒါနကောင်းတယ်ဟိုဘဝသီလတွေကောင်းတယ်ဒါကြောင့်မို့အသက်ရှည်တာကျမ်းမာတာနဲ့ပြောကြအဲ့ဒါအနုမာနလို့ခေါ်တယ်အကျိုးကိုကြည့်ပြီးတော့အကြောင်းတရားကိုဖော်ထုတ်တာ inference လို့အင်္ဂလိပ်လိုခေါ်တယ် inference direct knowledge မဟုတ်ဘူးသူကတချမ်းပဲအသိအနုမာနဆိုတာတချမ်းပဲပဲအသိဘာကိုသိတော့ဆိုအကျိုးတရားကိုသိတယ်အကျိုးတရားကိုကြည့်ပြီးတော့အကြောင်းတရားကိုဖော်ထုတ်တာဖြစ်တယ်ဆိုပါစို့ဒီဘဝမှာရုပ်ဆင်းအင်္ဂါလှလှပပမျက်နှာကြည်ကြည်လင်းလင်းပုဂ္ဂိုလ်မျိုးတွေ့အော်ဟိုဘဝတုန်းကမေတ္တာရှိခဲ့တဲ့ပုဂ္ဂိုလ်ပဲမေတ္တာထားတဲ့ပုဂ္ဂိုလ်ပဲမှတ်စားလို့ရတယ်အကျိုးကြည့်ပြီးတော့အကြောင်းမှတ်စားအကြောင်းကြည့်ပြီးတော့လည်းအကျိုးပြောလို့ရတယ်ဥထုံးလွင်ကြီးမသိခင်ကပြောတယ်မဟုတ်လားပင်လယ်ထဲမှာလေဖိအားနဲ့ရပ်ဝန်းဖြစ်ပေါ်နေတယ်ဘယ်နေ့မုန်တိုင်းဝင်လိမ့်မယ်ဆိုပစ္စုပန်ကြည့်ပြီးအနာဂတ်ကိုဟောတာအဲ့ဒါကြတော့ပစ္စုပန်အခြေအနေကြည့်ပြီးတော့အနာဂတ်ကိုဟောလို့ရလူငယ်လူရွယ်လေးတွေလည်းလိမ့်လိမ့်မာမာနဲ့ကြောင်းမှန်မှန်တက်တယ်မိဘဆရာစကားနားထောင်တယ်စာကြိုးစားတယ်ဆိုတဲ့ကလေးတွေတွေ့ပြန်တော့လေအော်ဒီကလေးလေးကြည့်ရင်တော့ကြီးပွားအောင်မှာပဲတို့ပြောကြတယ်ဒါလည်းဘာကိုကြည့်ပြောတာတော့ဆိုပစ္စုပန်ကိုကြည့်ပြောပစ္စုပန်ကြည့်ပြီးတော့လေအနာဂတ်ကိုပြောလို့ရတယ်အကြောင်းကိုကြည့်ပြီးအကျိုးပြောလို့ရတယ်အကျိုးကိုကြည့်ပြီးအကြောင်းကိုဖော်ထုတ်လို့ရတယ်ဒါကိုအနုမာနလို့ခေါ်တယ်အနုမာနသည်နှစ်ခုရှိတယ်ဖလာနုမာနကာရဏနုမာနနော်အကျိုးကနေအကြောင်းကိုရှာတယ်အကြောင်းကနေအကျိုးကိုရှာတယ်အဲ့ဒါတချမ်းပဲ direct knowledge ဆိုတဲ့ဒီအဲ့တော့ဘုရားဝတ္တဝင်သူတော်စင်နေအနေနဲ့ကံတရားရှိတယ်ဆိုတာ
ကမ္မတက္ကတာသမ္မာဒိဋ္ဌိအမြင်ဉာဏ်ရှိသည့်အားလျော်စွာကံတရားကိုလက်ခံထားကြတယ်လက်ခံထားသည့်အတွက်ကြောင့်လူတိုင်းဟာကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတဲ့ခံယူချက်နဲ့ကောင်းတာလုပ်ဖို့ကြိုးစားလာတယ်မကောင်းတာတွေရှောင်မှုဒီလမ်းကြောင်းကလူတော်လူကောင်းအဖြစ်ကိုဖော်ဆောင်ပေးနိုင်တယ်ကမ္မတက္ကတာသမ္မာဒိဋ္ဌိအဲ့တော့အတိတ်ကံကဘာတွေလုပ်ခဲ့ပစ္စုပန်အခြေအနေကြည့်ပြီးကိုယ့်ရင်ထဲမှာမကောင်းတာမလုပ်ဖို့အရေးကြီးဆုံးပဲအဓိကကတော့ကိုသိနိုင်တာဒီဘဝကိုသိနိုင်တယ်အတိတ်ဘဝကိုမသိဘူးအဲ့တော့ဒီဘဝမှာကုသိုလ်ကံအကုသိုလ်ကံသိပြီးဒီဘဝမှာမကောင်းတဲ့အကုသိုလ်ကံကိုရှောင်ပြီးကောင်းတဲ့ကုသိုလ်ကံကိုလုပ်မယ်ဆိုတဲ့အသိဉာဏ်နဲ့လှုပ်ဆောင်ဖို့လိုအပ်တယ်ဒါကိုမြတ်စွာဘုရားဟောတာရှိတယ်ကံတရားနဲ့ပတ်သက်ပြီးဥဘောပုံညေစပပင်စယမေသောကုရုတိဣဒာဘဝတစ်ခုရလာတဲ့အခါမှာလူသားတစ်ယောက်ဟာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ကိုယ်ပဲပြန်ကြည့်ငယ်စဉ်တောင်ကြီးကလေးဘဝကစပြီးယခုချိန်ထိကောင်းတာလည်းလုပ်တာပဲမကောင်းတာလည်းလုပ်တယ်အဲ့တော့ကောင်းမကောင်းဆိုတာပါလဲအကြမ်းမြင်ပြောရင်လောဘနဲ့လုပ်တဲ့အလုပ်ဒေါသနဲ့လုပ်တဲ့အလုပ်မောဟနဲ့လုပ်တဲ့အလုပ်မကောင်းဘူးအိတ်သားနဲ့လုပ်တဲ့အလုပ်မစ္စရိယနဲ့လုပ်တဲ့အလုပ်မကောင်းဘူးနော်မကောင်းတဲ့စိတ်နဲ့လုပ်တဲ့အလုပ်တွေဟာမကောင်းဘူးကိုယ်ထိခိုက်တဲ့အလုပ်တွေမကောင်းဘူးသူတော်ဘာထိခိုက်တဲ့အလုပ်တွေမကောင်းဘူးထင်ရှားတာပြောရမယ်ဆိုရင်အယက်သေးစားတောက်စားတယ်တောက်ပြီးရင်ဘိုင်မောက်ပြီးအိတ်နေတယ်ဘယ်သူထိခိုက်ကိုယ်ထိခိုက်တယ်ကိုယ်ထိခိုက်ရင်လည်းမကောင်းဘူးဘာတွေထိခိုက်တော့မူရည်နေသည့်အတွက်ကြောင့်ရတဲ့ရတဲ့ခွင့်ရေးတွေလည်းလို့ဆုံးရှုံးသွားဆုံးရှုံးမှုကိုဖြစ်ပေါ်စေတယ်ဒါကြောင့်ကိုယ်ထိခိုက်ရင်လည်းမကောင်းဘူးသူများထိခိုက်ရင်လည်းမကောင်းဘူးနှုတ်လုံးထိခိုက်ရင်လည်းမကောင်းဘူးလို့ဒီလိုသတ်မှတ်တယ်အဲ့ဒီကောင်းမကောင်းကိုကုသိုလ်အကုသိုလ်ပြည့်ရှိမရှိဆိုတာလေးကိုမြတ်စွာဘုရားရဲ့ဆုံးမကိုသိရှိနားလည်ဖို့ဟာအရေးကြီးဆုံးပဲလူဘဝရလာပြီဆိုတဲ့အခါမှာဒီတသိနားလည်တဲ့မိမိတို့ယုံကြည်ရာကိုးကွယ်ရာမြန်မာနိုင်ငံမှာဆိုရင်ကိုးကွယ်တဲ့ဆရာတော်တွေဆရာသမားတွေထံချင်းကပ်ပြီးတော့အရှင်ဘုရားကုသိုလ်ဆိုတာဘယ်ဟာတော့အကုသိုလ်ဆိုတာဘယ်ဟာတော့အပြစ်ရှိတဲ့တရားကဘယ်ဟာတော့အပြစ်ကင်းတဲ့တရားဘယ်ဟာကလှုပ်တဲ့နံဘယ်ဟာကမလှုပ်တဲ့မူဘယ်ဟာလှုပ်မှချမ်းသာဒုက္ခရတယ်ဘယ်ဟာလှုပ်ရင်ဆင်းရဲဒုက္ခကြုံရတယ်ဆိုတာတွေကိုမေးမြန်းပြီးတော့မလှုပ်တဲ့နာကိုရှောင်ခြင်းလှုပ်တဲ့နာကိုလှုပ်ဆောင်ခြင်းသည်ယခုပစ္စုပန်ဘဝမှာလှုပ်ရမယ်လှုပ်ပဲဖြစ်တယ်ဒါကအရေးကြီးဆုံးပဲအတိတ်ဘဝတုန်းကအတိတ်ကနေ့ဘာတွေလှုပ်ခဲ့တာတွေစဉ်းစားမနေနဲ့အတိတ်ကပြီးခဲ့ပြီနော်အတိတ်ကပြီးခဲ့ပြီခုလက်ရှိဘဝမှာကိုယ်ဘာတွေလှုပ်တယ်ဆိုတာသိဖို့ပဲအရေးကြီးဟောမြတ်စွာဘုရားဟောတယ်ဥဘောပုံညင်းစပပင်စယမစ္စောကုရုတိဣဒာအမှန်မသိတဲ့ပုဂ္ဂိုလ်တွေဒီဘဝမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်အဲ့ဒီလိုကောင်းတာမကောင်းတာလုပ်တဲ့အခါမှာဘာဖြစ်တယ်လဲဆိုတင်ကြီးတတ္တတကံဟောတိတယ်ကောင်းတာလုပ်ရင်ကောင်းတဲ့ပုံရိပ်တွေကိုယ်တဏ္ဍမှာဖြစ်သွားမကောင်းတာလုပ်ရင်မကောင်းတဲ့ပုံရိပ်တွေကိုယ်တဏ္ဍအဲ့တော့ဘာလုပ်လို့ကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ကိုယ်ထဲမှာရောက်သွားပြီကိုယ့်ရဲ့ဒါဖြင့်ကံတရားကကိုယ်လုံးလိုက်တဲ့အလုပ်ကဘေးရောက်သွားတာတော့လို့အုံနောက်ထဲမှာလားနှလုံးသားထဲမှာလားအုံနောက်ထဲမှာလည်းမဟုတ်ဘူးအုံနောက်ပြက်သွားလို့အဆိုင်မယောဂဖြစ်သွားရင်အကုသိုလ်ကံတွေကုသိုလ်ကံတွေပျောက်ကုန်မှာပေါ့နှလုံးသားဆိုလို့ရှိရင်လည်းနှလုံးကိုခွဲစိတ်ကုသရင်ပျောက်ကုန်မှာပေါ့အဲ့တော့အုံနောက်ထဲလည်းမရောက်ဘူးနှလုံးသားထဲလည်းမရောက်ဘူးဘယ်ရောက်သွားလဲစိတ်အစဉ်တွေမှာဖြစ်စိတ်ဖြစ်စဉ်ကြီးကသွားနာပဲလေအဲ့ဒီစိတ်ဖြစ်စဉ်ကြီးထဲမှာကမ္မတတ္တိတွေရောက်သွား
စိတ်တတဏ္ဍတိလို့ခေါ်တယ်စိတ်ဖြစ်စဉ်ထဲမှာရောက်ဆိုလိုတာကဒီတဲ့ထင်ရှားတဲ့ဥပမာပြောရလို့ရှိရင်ကိုယ်ဘိုက်ထဲမှာ CCTV တက်ထားတယ်နော်မဟုတ်တာလို့ရင်မဟုတ်တဲ့ပုံရိပ်တွေကထင်းနေတယ်ဒါသူများမသိဘူးကိုယ့်ကိုပဲသိတယ်နော်ကိုမဟုတ်တာလို့ရင်ကိုမဟုတ်တဲ့ပုံရိပ်တွေကဒီမှာရှိနေမှတ်တမ်းရှိသွားပြီကောင်းတာလို့ရင်လည်းကောင်းတဲ့ပုံရိပ်တွေမှတ်တမ်းတွေကရှိနေမှာပဲကင်မရာနဲ့တယ်လီဖုန်းနဲ့ကင်မရာနဲ့မှတ်တမ်းတင်လိုက်တယ်လို့ပဲသဘာဝတရားကကိုယ့်ကိုမှတ်တမ်းတင်ပြီးသားဖြစ်သွားတယ်အဲ့ဒီပုံရိပ်တွေကဖြတ်ချင်လို့မရဘူးဘာလို့လဲဆိုမှတ်တမ်းတင်ပြီးသွားပြီလေမှတ်တမ်းတင်ပြီးလို့ CCTV ကမှတ်တမ်းတော့ဖြတ်လို့ရတယ်ကိုယ်ရင်နဲ့စိတ်အစဉ်ထဲမှာဖြစ်သွားတာဖြတ်လို့မရတော့ဘူးဘာကြောင့်လဲဆိုနောက်ထပ်အသစ်ပဲလာတော့တာအဟောင်းမဟုတ်တော့ဘူးလေဒါကြောင့်မို့ဒါဝသတိထားဖို့မြတ်စွာဘုရားကဒါကြောင့်ဟောတာကြည့်တင်ညိတတတက္ကံဟောတိကိုလှုပ်လိုက်တဲ့မကောင်းမှုကောင်းမှုသည်ကိုပိုင်နာဖြစ်သွားတယ်ကိုစီရောက်သွားပြီကိုပုံရိပ်တွေအနေနဲ့သိမ့်ပြီးသားဖြစ်သွားပြီတဲ့ဒါဖြင့်ပုံရိပ်အနေနဲ့ဒီဘဝဒီခန္ဓာထဲမှာသာသိမ့်ပြီးတော့နောက်ဘဝကျတော့လွတ်သွားသလားဆိုတင်္စအာရယခိစ္စတိအဲ့ဒါပါသွားမှာတဲ့နောက်ဘဝပါသွားဒီဘဝထားခဲ့တာကကိုယ်ပိုင်တဲ့ပစ္စည်းတွေထားခဲ့ရမယ်ကိုယ်ခန္ဓာကိုယ်ကြီးထားခဲ့ရမယ်ပိုင်ဆိုင်မှုတွေယာတုဂုဏ်သိမ်းတွေစီစဉ်ဥစ္စာတွေအလုံးထားပြီးသွားသို့တော့ကိုယ်နဲ့အတူပါလာမှာတော့ကိုယ့်ရဲ့ပုံရိပ်တည်ပါလာမှာပဲဖြစ်တယ်တင်သတ္တအနုကံဟောတိဆာယဝအနပါယိနိလူသွားလေရလူရဲ့အရေးဟာပါနေသလိုပဲတဲ့ကောင်းတဲ့ပုံရိပ်မကောင်းတဲ့ပုံရိပ်ဒီဘဝတန်တရားမှာပါနေမှာပဲဒါမြတ်စွာဘုရားဟောတဲ့ကံအကြောင်းတရားပဲเนาะအဲ့တော့အတိတ်ကံတွေကိုမစင်စားနဲ့ဒီလောက်ကြီးကိုအခုလိုမြတ်စွာဘုရားရဲ့အဆုံးအမမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုရနေတဲ့အချိန်လေးမှာကိုယ့်ကိုအကောင်းဆုံးဖြစ်အောင်ပြင်အကောင်းဆုံးဖြစ်အောင်ပြင်မကောင်းတဲ့ပုံရိပ်တွေကိုယ်ထဲမရောက်အောင်ကောင်းတဲ့ပုံရိပ်တွေရအောင်ကိုယ့်ကိုယ်ပဲလုပ်အောင်ဘာလို့ဆိုရင်ကိုယ့်ရင်ထဲမှာမကောင်းတဲ့ပုံရိပ်တွေများလာရင်တန်တရားမှာမကောင်းတာတွေပဲဖြစ်မှာပဲကောင်းတဲ့ပုံရိပ်တွေရောက်မှကောင်းတဲ့အားဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကတတိပိဆုံးမတယ်အတ္တနိစေပိယံစဉ္ညာနနံပပေနတန်ယုစေကိုယ်ကိုစဉ်းစားခိုင်းတာတယ်မင်းကိုမျက်နှိုးသလားနော်ကိုကောင်းစားစေခြင်းသလားကိုရဲ့တမိုးထားသလားကိုချမ်းသာတာကြည့်ခြင်းသလားဆိုရင်ဘာလို့မျက်နှိုးတယ်တမိုးထားတယ်ဆိုရင်နနံပပေနတန်ယုစေမကောင်းတဲ့အကုသိုလ်စိတ်တွေကိုယ်တဏ္ဍမှာမရောက်စေနဲ့မကောင်းတဲ့ပုံရိပ်တွေကိုယ်စီမှာမထင်စေနဲ့ဒါတော့ကိုလုံးလို့ရတာနော်အတိတ်ဘဝဟာပြီးခဲ့ပြီကိုပြင်လို့မရတော့ဘူးအခုဘဝမှာကိုပြင်လို့ရကိုကြိုက်တဲ့ပုံရိပ်ကိုပြင်လို့ရဒါကြောင့်မို့လို့လူတွေဟာကိုယ့်လက်ထဲမှာပဲရှိတယ်ကိုကောင်းမှုကိုယ့်လက်ထဲမှာရှိတယ်ကိုဆိုးတာလည်းကိုယ့်လက်ထဲမှာရှိဆိုကြတယ်အင်္ဂလိပ်လို we are our own architect နော်ကိုကြိုက်တဲ့ပုံစံကိုယ့်ကိုပြင်လို့ရတယ်ဒါဗုဒ္ဓဘာသာမှာမြတ်စွာဘုရားဟောတာကိုကြိုက်တဲ့ပုံတိုင်းကိုယ့်ကိုပြင်လို့ရတယ်ခုခေတ်လည်းပဲ plastic surgery တို့ဘာလို့သွားပြီးနှာခေါင်းသွားပြင်ရတာနဲ့မေးရိုးသွားပြင်ရတာနဲ့မျက်လုံးပြင်ရတာတွေအများကြီးပဲလေပြင်ထားကြတာပြင်လုံးတော့ဖင်ချွန်းဆိုတာရှိသေးတယ်ပြင်လုံးကကြည့်တော့လည်းမကောင်းသို့တော့တကယ်ပြင်ရမှာကစိတ်ကိုပြင်ရမှာနော်စိတ်ကိုပြင်ရမှာရုပ်ပုံကိုပြင်ရမှာမဟုတ်ဘူးစိတ်ပြင်မှသဘာဝကိုအလှပဆိုတာတွေးမှာဖြစ်တယ်မြတ်စွာဘုရားကို
ပြင်နိုင်လို့ရှိရင်အကောင်းဆုံးဘုန်းကြီးတို့တွေကိုးကွယ်နေတဲ့ဂေါရမမြတ်စွာဘုရားဟာလေးသိချင်တဲ့ကဝတသိမ့်မတိုင်မီကသူ့ကိုယ်သူပုံပြင်းလာခဲ့တာဖြစ်တယ်ဒီပင်္ဂရမြတ်စွာဘုရားနဲ့တွေ့တဲ့အခါသူဟာအထွတ်ထိပ်ရောက်နေပြီပြင်ဆင်မှုရဲ့အထွတ်ထိပ်ရောက်နေဒါကြောင့်ဒီပင်္ဂရမြတ်စွာဘုရားသူမိရယသိရဲ့အခြေအနေပစ္စုပန်အနေထားကိုကြည့်ပြီးတော့weather telecast လို့ပါ weather cast ရှားသည့်ဥဒုကိုညှို့ဆိုသလိုပဲသူမိရယသိဟာနဲ့နှစ်ပေါင်းကဘာပေါင်း၄သိန်းချေနဲ့တသိန်းကျော်တဲ့အခါမှာဘုရားဖြစ်လိမ့်မယ်ဘာကိုကြည့်ပြီးတော့ဆုံးဖြတ်တာလဲပစ္စုပန်သူ့ရဲ့ဆန္ဒလို့ဝိရိယစိတ်ဓာတ်ကြံခိုင်မှုနဲ့ဝိမတဆိုတဲ့အသိပညာတွေကိုကြည့်ပြောဘယ်နေ့မုန်တိုင်းဝင်လိမ့်မယ်ဆိုတာဘာကြည့်ပြောပင်လယ်ထဲမှာလေပြင်းအနေရဝန်းနဲ့အခြေအနေဖြစ်ပေါ်နေတာကိုကြည့်ပြီးပြောတာပဲလေအဲ့ဒါကို prophecy ဖြာထိတ်စကားဆိုတာအနာဂတ်အတွက်ဟောတာခဏခေတ်တောင်ပြောလို့ရသေးတာမြတ်စွာဘုရားလိုထူးခြားထက်မြက်တဲ့သဗ္ဗညုတဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာပစ္စုပန်လောကကိုကြည့်ပြီးဖြာထိတ်စကားပြောကြတာဟာအနာဂတ်ကိုဟောညွှန်းဆိုပြီးတော့ဟောလိုက်တာပဲဖြစ်တယ်သူမိရယသိရဲ့ရှင်ထဲမှာရှိတဲ့ဆန္ဒကျုပ်ပန်းအထုံးမှုဝိရိယသူ့ရဲ့စိတ်ဓာတ်သူ့ရဲ့အသိဉာဏ်တို့ကိုကြည့်ပြီးတော့ကောရမဘုရားဖြစ်လိမ့်မယ်ဆိုတာကိုကြွပြီးတော့ဟောကိန်းထုတ်လိုက်တာပဲဖြစ်တယ်ပေါ့အဲ့ဒါသူလည်းပဲငကိုယ်တော့ကတာမန်ပုဂ္ဂိုလ်တယောက်ပဲတာမန်ပုဂ္ဂိုလ်ဘဝကနေပြီးတော့ကိုယ့်ကိုယ်ပုံဖော်လိုက်တဲ့အခါနောက်ဆုံးမှာအမြင့်မြတ်ဆုံးဘုရားထီအောင်ဖြစ်တယ်ဒါကြောင့်မို့ဘုရားဝတ္တဝင်သူတော်စင်များအနေနဲ့ we are our own architect ငါဟာငါရဲ့ပုံဖော်မဲ့ဆရာငါကိုယ်တိုင်ပဲကိုယ့်ဘဝကိုပုံဖော်ရမှာဆိုတာလေးကိုမမေ့ပဲနဲ့ကိုယ့်ဘဝကိုအကောင်းဆုံးဖြစ်အောင်မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ညီပုံဖော်ဖို့ကြိုးစားကြပါနော်အကောင်းဆုံးအမြင့်မြတ်ဆုံးအဆင့်ကိုရောက်သွားသည်ထီအောင်ကိုယ့်ကိုပုံဖော်ပြီးတော့ကြိုးစားလို့ရပါတယ်နံပါတ်1အရေးကြီးတာကဆန္ဒဖြစ်ခြင်းနဲ့ဆန္ဒဖြစ်ခြင်းနဲ့ဆန္ဒလေးနဲ့တင်ရမလားမရဘူးဖြစ်အောင်လုပ်တဲ့ဝိရိယဆန္ဒဝိရိယနှစ်ခုနဲ့တင်လုံလောက်ပြီလားမလုံလောက်သေးဘူးလုပ်တဲ့အခါမှာနော်အခက်ခဲဆိုတာကြုံတဲ့အခက်ခဲကြုံလာလို့ရှိရင်ထိုအခက်ခဲပေါ်မှာကြော်လွှားနိုင်ဖို့စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာလိုအပ်တယ်ဒါကြောင့်မို့စိတ်ဓာတ်ခိုင်မာမှုဖြစ်ဖို့ကြိုးစားတဲ့အခါတိုင်းဟာအသိဉာဏ်ပါဖို့လိုအပ်တယ်စူးစမ်းဆင်ခြင်တတ်တဲ့အသိဉာဏ်ကင်းမဲ့ပြီးကြိုးစားရင်လည်းမအောင်မြင်တတ်ဘူးဒါကြောင့်မို့ဝိမန္တစူးစမ်းတဲ့ဉာဏ်လေ့လာသုံးသပ်တဲ့ဉာဏ်မျိုးရှိရမယ်ဆန္ဒရှိမယ်ဝိရိယရှိမယ်စိတ်ဓာတ်ကြံ့ခိုင်မယ်ဝိမန္တဆိုရဲညာရှိမယ်ဆိုရင်အတိတ်တုန်းကကိုယ်ဘာဖြစ်ခဲ့ပစ္စုပန်ဘဝမှာကိုယ်အောင်ကောင်းအောင်ပြင်ရမယ်ဆိုတာကိုတတိချထားကြဖို့လိုအပ်တယ်ပေါ့ဒါဘုရားဘာသာတို့ရဲ့အခွင့်အရေးပဲဒီပြင်ဘာသာတရားတွေသွားမေးကြည့်ဘုရားသခင်ရဲ့အလိုတော်ကြဘာမှပြင်လို့မရဘူးနော်ဘုရားသခင်ရဲ့အလိုတော်ချလို့ဖြစ်သွားတဲ့အခါမှာဘာပြင်လို့ရအောင်မတော့မရတော့ဘူးဘုရားကြိုက်တဲ့အတိုင်းနေဖို့ပဲရှိတယ်နော်ဘုရားသခင်ရဲ့အလိုတော်ချဖြစ်သွားဘုရားဘာသာတွေမှာဘုရားသခင်ရဲ့အလိုတော်ချဆိုတာမရှိဘူးကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့လုံလဝိရိယကိုယ့်ဘာကိုယ်ဆုံးဖြတ်ချက်နော်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုယ့်ရဲ့အသိဉာဏ်ဒါတွေကိုအသိမှတ်ပြုထားတဲ့အသိအမြင်ရတဲ့ဘဝမှာကိုယ့်ကိုယ်ပြင်မှုစ조사ကြရမယ်မစ조사ရင်တော့နော်ဒီလမ်းကြောင်းဟာပျောက်သွားမှာပဲဖြစ်တယ်ပေါ့အေးဒါကြောင့်မို့ဘုရားရဲ့ကမ္မဝါဒမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေဟာအမှန်တမ်းအရေးကြီးတယ်
မကောင်းတာလုံးမိပြီးရင်ဘုရားဘာသာမှာစိတ်ညစ်နေเสียမလိုဘူးအမှန်သိဖို့ပဲလိုတယ်လူတယောက်ဟာဒီဘဝမှာမကောင်းတာလှုပ်တာလည်းရှိတယ်ကောင်းတာလည်းလှုပ်တယ်မကောင်းတာလည်းလှုပ်တယ်အဲ့တော့ကိုလုံးဝမှာကပါတော့ကိုတန်ဖိုးထားရင်မကောင်းတာထပ်မလုပ်ဖို့ဒါအရေးကြီးတယ်။ဘာကြောင့်မကောင်းတာမလုပ်နဲ့လို့မြတ်စွာဘုရားဟောတယ်လဲဆိုရင်နာဟိတံသုလပံဟောတိဒုက္ခံဒုက္ခတကာရိနာမကောင်းတာလုပ်ပြီးချမ်းသာဒုက္ခရဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့မလွယ်ဘူးတဲ့။ဒါကြောင့်မို့မကောင်းတာလုပ်ပြီးကောင်းတာရခြင်းလို့မဖြစ်ဘူးတဲ့။ကောင်းတာရခြင်းကောင်းတာပဲလုပ်ဖို့လိုတယ်။ဒုက္ခကိုလိုခြင်းကောင်းတာလုပ်ဒုက္ခကိုကြောက်တယ်ဆိုရင်ကောင်းတာကိုပဲလုပ်လို့မြတ်စွာဘုရားဒီလိုခေါ်တာနော်အဲ့တော့ဘလောက်ကျင့်တတ်เสียကောင်းဘလောက်ကျင့်တတ်เสียဘုရားသခင်ရဲ့အလိုတော်ကြဆိုပြီးလက်မြောက်ပြီးအရှုံးပေးเสียမလိုဘူးကိုယ်အလိုချပဲမြတ်စွာဘုရားရဲ့အဆုံးအမနဲ့ညီကိုယ်အလိုချကိုယ်ကြိုက်တဲ့ပုံကိုဖော်လို့ရကိုယ်ကြိုက်တဲ့ပုံကိုကြိုက်တဲ့အတိုင်းကိုပုံဖော်လို့ရတယ်ကုသိုလ်ကိုကံအကုသိုလ်ကံလို့နှမျိုးရှိတဲ့တည်းပဲအကုသိုလ်ကံကလည်းပဲကြောက်เสียကောင်းတယ်လို့ကုသိုလ်ကံကလည်းပဲမျက်နှိုးเสียကောင်းတယ်အကုသိုလ်ကံလုပ်ရင်တော့ဆိုးကျိုးရမှာပဲကုသိုလ်ကံလုံးမှကောင်းကျိုးချမ်းသာကိုရဒါကိုမြတ်စွာဘုရားကဆုံးမသွန်သင်ပေးတာပဲဖြစ်တယ်အဲ့တော့အကုသိုလ်မလုံးမိဖို့ဟာအမတ္တမအရေးကြီးဘုရားဝတ္တဝင်သူတော်စင်နေနဲ့ဆုတောင်းတာနဲ့ဘုရားသခင်ရှေ့ဆုတောင်းတာတူတယ်လို့တချို့ကထင်တယ်မတူဘူးဘုရားဝတ္တတွေဆုတောင်းမှုကတော့ကောင်းမှုတစ်ခုလုပ်ပြီးတဲ့အခါဒီကောင်းမှုကြောင့်ဘာဖြစ်ပြရစေကိုလှုပ်အားကိုတမိုးထားတဲ့သဘောပဲရှိတယ်God bless ဘုရားသခင်က blessing ပေးတော်မူပါဆိုတာမျိုးမဟုတ်ဘူးเนาะအဲ့လိုမျိုးတောင်းလို့ကတော့ရှားတယ်လို့တော့မကြဘူးเนาะရှားတယ်လို့လည်းမကြဘူးတောင်းကြည့်ပေါ့အဲ့တော့တကယ်ကတော့ကိုယ့်ရင်နဲ့နှလုံးထဲမှာတန်မိုးရှိတဲ့စွမ်းအားတွေကုသိုလ်တွေဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့ဆိုရင်လူတွေကထင်တယ်ဒါနလုံးမှကုသိုလ်ဖြစ်တာလားနော်ဆိုအဲ့လိုကြီးလည်းမဟုတ်ဘူးဒါနကကုသိုလ်တစ်ခုအနေနဲ့သာပြောတာအရေးကြီးဆုံးကတော့ကိုချင်းတရားအရေးကြီးတယ်နံပါတ်1သီလဆိုရယ်ကိုချင်းတရားအရေးကြီးဘာကြောင့်အရေးကြီးတော့ဆိုကုသိုလ်မှန်သမျှကိုထိမ့်သိမ့်နိုင်စွမ်းရှိတာသီလသာလည်းဖြစ်တယ်သီလကုသိုလ်ဟာသာလေကုသိုလ်မှန်သမျှကိုထိန်းတာဒါကြောင့်မို့သီလကိုဥပဒါရဏဆိုတဲ့အဓိပ္ပာယ်နဲ့ရှင်သေစီသည်သင်္ကြီးရွှေခွဲမှသာတည်တယ်လို့တန်ဖိုးရှိတဲ့ကုသိုလ်တရားတွေဟာသီလပေါ်မှာတည်တယ်လို့ဆိုတာသီလကိုယ်တိုင်ကလည်းပဲကုသိုလ်ပဲသီလပြက်ပြားပြီဆိုရင်တခြားကုသိုလ်တွေလည်းရိုးကြပျက်စီးသွားနိုင်တယ်အဲ့တော့ဒီသီလဟာဘယ်ပေါ်မှာအခြေခံတာတုံးဆိုလို့ရှိရင်အရှက်တရားနဲ့အကြောက်တရားဟိရိဩတ္တပနှစ်ခုပေါ်မှာအခြေခံတယ်အရှက်အကြောက်ရှိဖို့လိုတယ်အရှက်တယ်ဆိုတာဘာပြောတာတုံးဆိုရင်မဟုတ်တာလောရမှာရှက်တယ်မဟုတ်တာကိုယုံမုန်းတယ်နော်အဲ့ဒါကိုဟိရိလို့ခေါ်တယ်မဟုတ်တာလောရမှာကြောင့်ပတ်ဝန်းကျင်ကိုမဟုတ်တာလို့ရင်ပတ်ဝန်းကျင်ရဲ့အပြောဆိုခံရမှာကြောက်တယ်ဩတ္တပအဲ့တော့ဟိရိဆိုတာကိုယ်သိက္ခာကိုထိန်းတာဩတ္တပဆိုတာပတ်ဝန်းကျင်ကိုလေးစားတာနှစ်ခုရှိကိုလည်းထိန်းရမယ်ပတ်ဝန်းကျင်ကိုလည်းလေးစားလူဆိုတာအတိုင်းဝိုင်းနဲ့နေကိုချင်းသီလရှိဖို့အတွက်ဟိရိနဲ့ဩတ္တပရှိဖို့လိုတယ်ဟိရိဆိုတာသူများကိုရှက်တာမဟုတ်ဘူးမဟုတ်တာလောက်ရမှာကိုယ်စိတ်ကကိုမနှိမ့်မြို့တာဟိရိပတ်ဝန်းကျင်
စိတ်ဖြူစင်အောင်ကိုထားဖို့လိုတယ်ကိုယ်တဏ္ဍာမှာဘာတွေတိုးတက်အောင်လုပ်ရမလဲဆိုရင်တတ္ထာဆိုတဲ့ကံကံဤကျိုးကိုယုံကြည်တဲ့ဘုရားတရားသံဃာကိုယုံကြည်တဲ့တတ္ထာဆိုတဲ့ကုသိုလ်ကောင်းတဲ့အလုပ်တွေပေါ်မှာစိတ်ဝင်စားမှုစိတ်ကြည်နူးမှုတွေကိုယ်တဏ္ဍာမှာမကြာခဏဖြစ်အောင်ကြိုးစားရမယ်ဝီရိယမကောင်းတဲ့အကုသိုလ်စိတ်တွေကိုယ်စိတ်ထဲမှာပေါ်လာရင်တွန်းထုတ်ဖယ်ရှားမယ်ဥပမာမဲ့စိတ်ဆိုးတတ်တယ်ဆိုရင်အဲ့ဒီဒေါသကိုလက်မခံနဲ့တွန်းထုတ်ဖယ်ရှားစိတ်မဆိုးအောင်နေရမယ်စိတ်ဆိုးလိုက်ရင်လည်းဖယ်ရှားပြရဒါဝီရိယကုသိုလ်မဖြစ်သေးရင်လည်းဖြစ်အောင်ကြိုးစားရမယ်ဖြစ်ပြီးရင်လည်းတိုးတက်ဥပုပ်တစ်ခါမှမဆောင်ဘူးသေးဘူးဆိုဆောင်ဖို့ကြိုးစားရမယ်ဆောင်ဘူးရင်လည်းခဏဆက်တိုက်ဆောင်နိုင်အောင်ကြိုးစားရမယ်ဒီလိုဆိုလို့ပေါ့နော်ဝိရိယတတိဆိုတာကိုယ့်အခြေအနေကိုအမြဲတမ်းစောင့်ကြည့်တာတတိတမာတိဆိုတာစိတ်တွေလေလွင့်မနေအောင်ကိုယ်စိတ်ကိုစိတ်အားတွေကိုစုစည်းပေးတာတမာတိပြီးတဲ့အခါကျတော့အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးလှုပ်သင်တာနဲ့မလှုပ်သင်တာခွဲခြားသိတာကပညာလို့အဲ့ပညာရှိအောင်ဒီကုသိုလ်တရားတွေဟာအရေးကြီးဆုံးကုသိုလ်တရားတွေပဲဖြစ်တယ်တတ္တာဆိုတဲ့ကုသိုလ်တရားဝီရိယဆိုတဲ့ကုသိုလ်တရားတတိဆိုတဲ့ကုသိုလ်တရားတမာတိဆိုတဲ့ကုသိုလ်တရားပညာဆိုတဲ့ကုသိုလ်တရားတွေကိုယ့်ရဲ့ထဲမှာဖြစ်အောင်လုပ်ပါလို့ဆိုလိုတယ်အဲ့ဒါတွေဖြစ်လိုက်လို့ရှိရင်ကိုယ့်ရဲ့ထဲကအကုသိုလ်တရားတွေဟာလျော့ပါပြီးတော့သွားဒီတရားတွေဖြစ်လိုက်တာနဲ့တပြိုင်နက်ကာမိသနာလို့ဆိုတဲ့လောဘဖြာပါရဆိုတဲ့ဒေါသဒီနိဝရဏတရားတွေဆေးကြောတုတ်တဲ့မိတာဖြစ်သွားနိုင်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့ထဲမှာတတ္တဝိရိယတတိသမာဓိပညာဆိုတဲ့စိတ်ဆွမ်းအားတွေဖြစ်အောင်နေထိုင်ခြင်းမဖြစ်သေးရင်ဖြစ်အောင်လုပ်ဖို့ဖြစ်ပြီးရင်တိုးတက်များပြားလာအောင်လုပ်ဖို့အဲ့ဒီလိုအချိန်ပို့ပြီးတော့ဒါတွေကိုယ့်ရဲ့နဲ့ရောက်အောင်ဘယ်သူလုံးဝမှာတော့ဆိုရင်ကိုယ်တိုင်လုံးဝမှာဒါကြောင့်မို့အတ္တဟိအတ္တနောနာထောဆိုကိုလုံးရတာလေကိုလုံးရတာတွေအများကြီးပဲပညာတတ်အောင်လဲကိုယ့်ဘက်ကိုလုံးရတယ်ဆိုတာသိတယ်စားတယ်ဆိုတာလဲကိုယ့်ဘက်ကိုစားတယ်သူများစားတာထိုင်ကြည့်နေလို့ဝမှာမဟုတ်ဘူးကိုယ့်ဘက်ကိုစားမှကိုယ်ဝအဲ့တော့ကိုယ်ကိုယ်တိုင်လုံးဝမဲ့အလုပ်တွေကိုကိုယ်ကိုယ်တိုင်ပဲစူးစမ်းအထောက်ရမယ်အဲ့တော့ကံတရားရဲ့အကျိုးပေးလေးတွေဟာလူတွေရဲ့ intention နဲ့လည်းသက်ဆိုင်တယ်နော်လူတွေရဲ့ရည်ရွယ်ချက်နဲ့လည်းသက်ဆိုင်တယ်ဒါကြောင့်မို့ဆာလံလေးတစ်ပုဒ်အချင်းချုပ်ပြောအောင်ဖယားမပွင့်တဲ့တုံညကဘာမျိုးမှာပိစိကဗုဒ္ဓတို့ဒီလိုပုဂ္ဂိုလ်မျိုးတွေရှိတတ်တယ်ယသိသူတော်စင်တွေတို့ပိစိကဗုဒ္ဓတွေတို့ရှိတတ်တယ်အမျိုးကောင်းသား2ယောက်ဟာပါရဏသီမှာဒီတကြွအနေနဲ့ဖြစ်လာကြစီးပွားဥစ္စာထိုက်တဲ့2ယောက်ရှိတဲ့ညီကို2ယောက်ရှိထားတဲ့စီးပွားဥစ္စာတွေတိုးတက်အောင်စီးပွားလုပ်တဲ့အနေနဲ့မလုပ်တော့ဆိုကြံကင်းကြီးကိုစိုက်ကြတယ်ကြံပင်နေစိုက်တယ်သူတို့ရဲ့စီးပွားရေးကြံပင်စိုက်ပြီးတော့ရောင်းတယ်တရက်တော့ညီလုပ်တဲ့ပုဂ္ဂိုလ်ကကြံခင်းသွားတယ်ကြံခင်းသွားပြီးတော့ကြံနေသွားကြည့်တာကြည့်တော့အဲ့ထဲကရှင်းတဲ့ကြံသူ့အတွက်တစ်ချောင်းသူ့ကိုယ်အတွက်တစ်ချောင်းကြံ2ချောင်းထမ်းပြီးတော့ပြန်လာအိမ်ပြန်လာလမ်းရောက်တဲ့အခါကျတော့ပိစိကဗုဒ္ဓတဆူနဲ့တွေ့တော့တွေးလိုက်တာစောစောကသိနေတာမဟုတ်ဘူးဒီကြံယူလာတာသူစားဖို့သူ့ကိုပေးဖို့ယူလာတာပိစိကဗုဒ္ဓဆိုတဲ့သူတော်စင်တွေးလိုက်တဲ့အခါသူ့ရင်ထဲမှာတရားတရားဖြစ်လာတယ်ဟောကြည့်ကုသိုလ်ဆိုရဖို့ရအတွက်ရင်ထဲကတရားဖြစ်လာတာနဲ့သူ့လက်ထဲမှာရှိတဲ့သူ့ပိုင်တဲ့ကြံကြောင်းကိုပိစိကဗုဒ္ဓအရှင်မြတ်ရဲ့တပိတ်ထဲမှာအဲ့ဒီခေတ်တုန်းကကြံနေကအစ်စ်ကိုဖွင့်လိုက်တာနဲ့တပြိုင်နက်အရေးတွေနဲ့
အခုခေတ်လိုအစစ်ပိတ်တွေမဟုတ်ဘူးတဲ့နော်အစစ်ကိုတခုနဲ့ဆုပ်ပိတ်ထားပြီးတော့ဖြုတ်လိုက်တာနဲ့ထဲမှာရှေးပလင်းလိုကြံရည်တွေကသူ့အတူရှိနေအုံသီးတို့လိုအထဲမှာအရေးထဲတဲ့ကြံအဲ့ဒီကြံစိတ်ကိုဖြုတ်ပြီးတော့တပိတ်ထဲလောင်းထည့်လိုက်တော့ပိစိကဗုဒ္ဓထိုင်ပြီးတော့ကြံရည်တွေဖုံးပြီးတော့သူဟာချီနူးတဲ့စိတ်တွေပီတိတွေရှင်တဲ့တရားတရားတွေထပ်ပြီးတော့ဖြစ်တယ်ဖြစ်တော့သူ့ကြံ့ကြောင်းကိုလှူလို့အားမရတဲ့အခါကျတော့သူ့ကိုယ်အတွက်ယူလာတဲ့ကြံ့ကြောင်းကိုအကိုကတောင်းလို့ရှိရင်အဖိုးအခရင်လည်းပေးမယ်သို့မဟုတ်ကုသိုလ်ရဲ့အမျှရင်လည်းပေးမယ်သူ့ကိုယ်အတွက်ယူလာတာသူ့ကိုယ်ပစ္စည်းလိုပဲသူသတ်မှတ်တယ်နော်သူမှမသိတာဆိုတဲ့ကောက်ကျက်တဲ့စိတ်မရှိဘူးအဲ့ဒီသူ့ကိုယ်အတွက်ယူလာတဲ့ခြံချောင်းကိုလည်းဖွင့်ပြီးတော့တပိတ်ထဲလောင်းထည့်ပြီးပိစိကဗုဒ္ဓရှင်မြတ်ကခုနကတပိတ်ဖုံးမေးပြီးပြီဆိုဒီကြံရည်ကိုယူသွားခြင်းဒါနဲ့ဒီမျိုးကောင်းသားကအခြေအနေကြည့်ပြီးသူကဆူတောင်းလိုက်တယ်ပိစိကဗုဒ္ဓကိုကြံရည်လှူပြီးသူဆူတောင်းတာလည်းပါအရှင်ဘုရားတဲ့တပည့်တော်ကြံရည်ကိုတပည့်တော်ရှင်ဘုရားတပည့်တော်ပိုင်တဲ့ကြံကြောင်းကကြံရည်ကိုရှင်ဘုရားကိုလှူပါတယ်တဲ့အဲ့ဒီကုသိုလ်ကံရဲ့အကျိုးအဖြစ်တပည့်တော်သည်လူဘုံနတ်ဘုံတို့မှာစီစိမ်ချမ်းသာလူချမ်းသာနတ်ချမ်းသာခံစားစံစားရပြီးနောက်ဆုံးဘဝမှာအရှင်ဘုရားမျက်မှောက်ပြုတဲ့တရားမျိုးကိုမျက်မှောက်ပြုပြရစေနှုတ်ကထွက်ပြီးတော့သူဖြစ်ချင်တာကိုပြောလိုက်တယ်ဒါ intention လို့ခေါ်တယ်ဆုတောင်းတယ်လို့လည်းပြောကြတယ်နော်သူရဲ့ရည်ရွယ်ချက်ကဒီကြံလူရတဲ့ကုသိုလ်ကြောင့်နဲ့လူစည်းစိမ်နတ်စည်းစိမ်ခံစားပြရစေခံစားပြီးတဲ့နောက်ဆုံးကြရင်တော့အရှင်ဘုရားသိတဲ့တရားမျိုးသိပြရစေလို့ဆုတောင်းတော့ပိစိကဗုဒ္ဓလည်းကဲတကားတောင်းတဲ့ဆုပြည့်ပါစေဆိုပြီးသူ့ကိုယ်ရဲ့ကြံကြောင်းရတဲ့ကြံရည်တွေကိုယူပြီးတော့ပိစိကဗုဒ္ဓ900နဲ့မျှဝေပြီးတော့ဖုံးပေးတယ်နော်သူမြင်ရအောင်လဲပြတယ်အဲ့ဒါလို့နဲ့ပိစိကဗုဒ္ဓနဲ့တွေ့လို့ကြံကြောင်းနှစ်ချောင်းစလုံးလှူလိုက်ပြီးအိမ်ပြန်ရောက်တဲ့အခါကျတော့သူ့ကိုယ်နဲ့တွေ့တော့မင်းပဲသွားတာတော့ကြံခင်းသွားတာမြတ်မင်းကြံကြောင်းလေးပါလိမယူခဲ့ဘူးလားလို့ဆိုရှင်းပြတယ်သူကကြံကြောင်းနှစ်ချောင်းယူခဲ့တယ်ပိစိကဗုဒ္ဓနဲ့တွေ့တယ်လှူခဲ့တယ်အကိုကြံကြောင်းလဲကျွန်တော်ကလှူရတာအာမရလို့ထပ်ပြီးတော့လှူလိုက်တယ်အဲ့ဒီကြံအတွက်အဖိုးအခလိုချင်တယ်ဆိုလည်းပဲအဖိုးအခပေးပါမယ်ကုသိုလ်အမြလိုချင်တယ်ဆိုလည်းကုသိုလ်အမြပေးပါမယ်ဆိုသူကဘာပြောတော့ငါကြံကြောင်းကိုလှူလိုက်တော့ပိစိကဗုဒ္ဓဘာလုပ်တော့အခုကြံရည်တွေကိုတော့သပိတ်နဲ့ယူသွားပြီးပိစိကဗုဒ္ဓ900နဲ့မြဝေပြီးတော့ဖုံးမေးတာကိုတွေးလိုက်တယ်ဆိုအဲ့ဒီချိန်မှာအခုလုံးတဲ့ပုဂ္ဂိုလ်ကပြောနေတဲ့အချိန်သူ့ရင်နဲ့နှလုံးထဲမှာပီတိတွေဖြစ်တာဟာငါကြံကြောင်းပိစိကဗုဒ္ဓ900တောင်ဖုံးမေးတယ်ဆိုပါလားရင်ထဲကဒါသူကိုယ်တိုင်လှူခဲ့တာမဟုတ်ဘူးနော်သူပိုင်တဲ့ပစ္စည်းကိုသူညီကလှူခဲ့တယ်အဲ့ဒီမှာပီတိတွေဖြစ်ပြီးတော့သူကဆူတောင်းလိုက်တာဘလို့တောင်းတော့ဆိုအဲ့ဒီကုသိုလ်ကောင်းမှုကြောင့်နဲ့ပိစိကဗုဒ္ဓအရှင်မြတ်သိမြင်တဲ့တရားဓမ္မကိုသိပြရစေတခွန်းနဲ့ပဲတောင်းတယ်သူကလူချမ်းသာနတ်ချမ်းသာမပါဘူးပိစိကဗုဒ္ဓသိတဲ့တရားမျိုးပဲသိကျင်တယ်အဲ့ဒါလို့ညီကိုနှစ်ယောက်ဟာတယောက်နဲ့တယောက်ဆူတောင်းခြင်းမတူဘူးတယောက်ကတော့လူချမ်းသာနတ်ချမ်းသာခံစားပြီးအဆုံးစွန်သောဘဝဆိုတာလေးပါသူကတော့ပိစိကဗုဒ္ဓသိတဲ့တရားပဲသိပြရစေလို့ဆုပန်လိုက်အဲ့ဒါလို့နဲ့သူတို့ညီကိုနှစ်ယောက်ဟာကုသိုလ်ကောင်းမှုတွေပြုပြီးယင်ထဲမှာကုသိုလ်အပြည့်နဲ့ဘဝဆုံးသက်သွားတဲ့အခါမှာနှစ်ယောက်စလုံးနတ်ပြည်ရောက်သွားကြတယ်ကံဆိုတာအဲ့ဒါတော့ကိုလှုပ်တာတွေကကိုရတာအဲ့တော့နတ်ပြည်ရောက်သွားတဲ့အခါမှာနတ်စည်းစိမ်ချမ်းသာခံစားလို့
နတ်သက်ကုန်တဲ့အခါမှာဘယ်ဘဝမှထာဝရနေလို့မရဘူးနတ်သက်ကုန်တဲ့အခါမှာလူပြည်ကိုပြန်ရောက်လာကြပြန်တယ်လူဖြစ်မွေးဖွားလာကြပြန်တယ်ကံအားလျော်စွာဖြစ်တယ်အဲ့ဒီအချိန်မှာဝိပဿနာမြတ်စွာဘုရားပွင့်တဲ့အချိန်နဲ့သွားကြုံတယ်ဝိပဿနာမြတ်စွာဘုရားပွင့်တယ်ဝိပဿနာမြတ်စွာဘုရားကတရားဟောတယ်အဲ့ဒီမှာသူတို့ညီကိုနှစ်ယောက်ကလည်းပဲဗန္ဓုမတိဆိုတဲ့မြို့မှာသွားပြီးတော့ညီကိုနှစ်ယောက်ပဲသွားဖြစ်တယ်အကြီးကအကြီးပဲအငယ်ကအငယ်ပဲဖြစ်တော့ဒီအကြီးရဲ့နာမည်ကသေနာအငယ်ရဲ့နာမည်ကအပရာစိတာဆိုပြီးညီကိုနှစ်ယောက်အဲ့ဒီမှာသွားဖြစ်ပြန်အကြီးလှုပ်တဲ့သေနာဆိုတဲ့အကိုကတော့ဝိပဿနာမြတ်စွာဘုရားကျောင်းတော်သွားပြီးတရားနာတယ်မြတ်စွာဘုရားကသစ္စာလေးပါးရှင်းလင်းဟောကြားပြီးမြတ်သောအကျင့်ကျင့်မှုကျင့်နည်းတွေကိုဟောကြားဆုံးမတဲ့အခါမှာသူ့ရင်ထဲနှလုံးထဲမှာတရားတရားတွေဖြစ်ပြီးဒီအကျင့်ကိုကျင့်ကျင်တဲ့စိတ်တွေထက်သန်လာလို့မြတ်စွာဘုရားစီသင်္ကန်းဝတ်ပြရစေလို့ခွင့်တောင်းတယ်အေးဘသူကိုခွင့်ပန်စရာရှိတဲ့လူရှိရင်အဲ့ဒီလူစီကခွင့်တောင်းမအောင်လို့ဆိုတော့သူညီစီသွားပြီးပစ္စည်းတွေအကုန်လွှဲအပ်ပြီးသူကရဟန်းဝတ်လိုက်တယ်ဝိပဿနာမြတ်စွာဘုရားရဲ့လမ်းညွှန်မှုပြုတဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်တဲ့အခါမှာသူကယန္နာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်သူဆုတောင်းတော့ကလည်းပဲပိစိကဗုဒ္ဓအရှင်မြတ်သိတဲ့တရားကိုပဲသိပြရစေလို့သူကဆုတောင်းတာဒါကြောင့်မို့သူကနတ်ဘဝရောက်ပြီးနောက်ထပ်လူဘဝမြန်မဲသူကတန်တရားဝကလွတ်သွားတယ်ညီလုံးတဲ့ပုဂ္ဂိုလ်ကတော့လူချမ်းသာနတ်ချမ်းသာဆိုတာတွေကိုသူထည့်တောင်းလိုက်တဲ့အခါဝိပဿနာမြတ်စွာဘုရားနဲ့တွေးတော်လည်းပဲသူစိတ်ကမစွန့်လွတ်နိုင်ဘူးမိသားစုဘဝကိုမယုံထွက်နိုင်ဘူးမယုံထွက်နိုင်တော့သူ့ကိုသေနာဆိုတဲ့မထေရချင်းကပြီးတော့နောင်တော်ကြီးကတော့ကိုဘဝကိုလွတ်ရလွတ်ချောင်းနိဗ္ဗာန်တရားကောင်းကိုကျင့်ကြံကြိုးကိုအထောက်နဲ့ညီလေးကတော့နောင်တော်ကြီးလို့မလုံနိုင်သေးဘူးတဲ့မိသားစုတန်ရောစင်နေနဲ့သူမလုံနိုင်ဘူးဒါကြောင့်မို့ဘဝကလွတ်ရလွတ်ချောင်းကုသိုလ်ကောင်းမှုလုပ်ဖို့သူ့ကိုလမ်းညွှန်ပါဆိုတော့သေနာဆိုတဲ့ယဟနာမထေရမြတ်ကအဲ့ဒါဆိုရင်ဝိပဿနာမြတ်စွာဘုရားသရင်သုံးမှုခန္ဓာကိုယ်ကြီးကြောင်းဆောက်လှူလို့ပြောလိုက်တယ်သူညီကိုကြောင်းဆောက်လှူခိုင်းတယ်ကြောင်းဆောက်လှူဆိုတော့ဝမ်းမြောက်ဝမ်းသာပဲရတနာတွေစီချဲတဲ့အကောင်းဆုံးအလှပဆုံးကြောင်းတစ်ဆောင်ကိုဆောက်လို့လှူဒန်းတယ်လှူဒန်းရုံနဲ့မကဘူးကြောင်းပတ်ဝန်းကျင်မှာရတနာတွေကျဲဖြန့်ပြီးတော့ထားတယ်နော်ယရနာတွေကျဲဖြန့်ပြီးတော့ထားကြောင်းပြီးလို့သူ့နောင်တော်စီလျှောက်တယ်မြတ်စွာဘုရားသရင်သုံးမှုလျှောက်ထားပေးပါဘာကြောင့်လို့ဆိုရင်ကုသိုလ်ကောင်းမှုဆိုတာအသုံးပြုရင်ပို့ပြီးတော့အကျိုးကြီးတယ်လို့ကြားဘူးတယ်မြတ်စွာဘုရားဒီကြောင်းမောသရင်သုံးပေးပါလို့လျှောက်ခိုင်းအဲ့တော့အကိုလို့တဲ့သေနာမထေရမြတ်စွာဘုရားစီလျှောက်တော့မြတ်စွာဘုရားလည်းကြွလာပြီးတော့ကျောင်းသားရောက်တဲ့အခါကျတော့ဘုရားကျောင်းမောမတက်ဖက်နဲ့ရက်နေရက်နေတော့အရှင်ဘုရားကြွပါဘုရားဆိုလဲမြတ်စွာဘုရားမကြွဘူးသုံးချိန်လောက်လျှောက်တဲ့အခါကျတော့သေနာမထေရကိုကြည့်လိုက်တယ်လှမ်းပြီးတော့ကြည့်လိုက်တယ်ဇက်ကမပြောဘူးမြတ်စွာဘုရားအမူအရာနဲ့ပဲပြတယ်အဲ့တော့သေနာမထေရကသိတယ်ငါညီတဲ့မြတ်စွာဘုရားမင်းလျှောက်တဲ့ကျောင်းပတ်ဝန်းကျင်မှာလောင်းထားတဲ့ယရနာတွေကျောင်းမှာဆင်ထားတဲ့ယရနာပစ္စည်းတွေကအလွန်များတယ်အဲ့ဒါတွေကိုမြတ်စွာဘုရားထိန်းနိုင်မှာမဟုတ်ဘူးတဲ့ယရနာပစ္စည်းတွေကိုထိန်းမှာမဟုတ်ဘူးတဲ့အ
အကယ်၍ဒီတိုင်းတက်နေလိုက်လို့ရှင်လေဖះစီလာတဲ့လူတွေဟိုလူကတလုံးကောက်ဒီလူကတလုံးကောက်နဲ့ကုန်မှာပဲတဲ့အဲ့ဒါကြရင်မင်းကဖះပေါ်မှာပြစ်မှားလိုက်မယ်တဲ့နော်သူယရဏပစ္စည်းတွေကြောင်းကိုလှူထားတာဖះကဆောင်းရှောက်ဖို့မရဘူးဆိုပြီးတော့ဖះပေါ်မှာပြစ်မှားရင်မင်းဒုက္ခရောက်လိမ့်မယ်အဲ့တော့ရှောက်အရှင်ဘုရားယရဏပစ္စည်းတွေအတွက်အရှင်ဘုရားကြောင်းညမဲ့တရင်သုံးတော်မူပါဆောက်ရှောက်တာသူတောင်းယူရမယ်ဆိုတာလေရှောက်လောကလူတွေဆိုတာလေကောင်းတာဆိုယူကြမှာလေအဲ့ဒါဘုရားကဘယ်လိုလုပ်ပြီးတော့ဆောက်ရှောက်လို့ရမှာတော့ဒါကြောင့်မို့မြတ်စွာဘုရားအမူအရာနဲ့ပြတဲ့အခါကျတော့ရှင်ဘုရားတဲ့ဒီတာဝန်တွေကိုအကုန်လုံးတပည့်တော်တာဝန်ထားပါအရှင်ဘုရားနေယုံပဲတရင်သုံးယုံပဲသုံးပါဆိုမှမြတ်စွာဘုရားကြောင်းမကြွမြို့ရဲရွာတဲ့ကိုသူကသွားကြည်ညာတယ်သူ့မှာရွယ်ချက်နှစ်ခုရှိတယ်ဆင်းရဲတဲ့လူတွေဘုရားစီရောက်တရားနာဓမ္မအတိတွေရကြမှာပဲပစ္စည်းလူချင်းလို့လဲလာပြီးတော့ယူတဲ့လူတွေရှိမယ်ဒါပေမဲ့ဒီသူတို့တရားနာပြီးပြန်ရလို့ရှိရင်ဓမ္မအတိညာဏ်တွေရသွားလိမ့်မယ်တရားနဲ့လာတဲ့လူရှိသလိုပစ္စည်းဥစ္စာလူချင်းလို့လာတဲ့လူလည်းရှိမယ်ဘယ်သူပဲဖြစ်ဖြစ်ဟောဒီယရဏပစ္စည်းတွေကိုဆင်းရဲတဲ့လူဆိုရင်လက်နှစ်ဖက်နဲ့ယူနိုင်ခွင့်ရှိတယ်အိတ်တီတောင်းနေနဲ့တော့မယူရဘူးလက်နှစ်ဖက်ဆန်းတဲ့လောက်တော့ယူနော်လက်နှစ်ဖက်ဆန်းတဲ့လောက်ယူပါဆင်းရဲတဲ့လူတွေကလက်နှစ်ဖက်နဲ့ယူစားနိုင်တောင်းနိုင်ချမ်းသာတဲ့လူတွေကြတော့လက်တစ်ဖက်ပဲယူအဲ့လိုမျိုးတဲ့ရွာထဲမှာကြီးညာထားတာကြောက်တံပရမညာတွေအပြည့်ကျောင်းပတ်ဝန်းကျင်မှာကျဲဖြန့်ထားတယ်လာကြတယ်ဖះเจ้าတရားနာလာကြတယ်ရွှေချက်မြင်းမြင်းနဲ့လာတယ်ရဏပစ္စည်းလိုချင်တဲ့လူကလည်းလာတယ်ရှူပြီးတော့တရားပါနာပြီးပြန်သွားတဲ့အခါဓမ္မအတိတွေရတယ်အလုံးဟာကြိုးရှိကြတယ်ပေါ့အဲ့လိုနေပြီးတန်ဖိုးချီးမလာတဲ့ပရမညာယရဏသခွားသီးလောက်ရှိတဲ့ပရမညာကြီးတစ်လုံးကိုတော့မြတ်စွာဘုရားထိုင်ကုန်ပေးနိုင်မှချထားတယ်အဲ့ဒီကအယောင်ဟတ်တဲ့ဟာကအလုံးကိုကြည်နူးစရာကောင်းတယ်တဲ့တရေကြတော့အဲ့ဒီပရမညာလိုချင်လို့ပုံနာတယောက်ကမြတ်စွာဘုရားစီရောက်လာပိဋကကြာကတိုးပြီးဖျားနာထီအောင်လာတော့ခုနကကျောင်းတကတထေးကကြည်နိုင်ငါပရမညာကြီးယူတော့မယ်ထင်တယ်ဒီကောင်ငါပရမညာကြီးယူတော့မယ်ထင်တယ်ထင်တဲ့အတိုင်းပဲဖျားနာကပ်ပြီးတော့ခြေထောက်ကိုရှစ်ခိုးသလိုလိုလုပ်ပြီးပရမညာကိုအိတ်ထက်သွားပရမညာတော်ကြီးပါသွားတယ်အဲ့ဒီမှာကျောင်းတကတထေးကဒီပြင်ရွှေတွေငွေတွေရတနာတွေကိုလာတဲ့လူတွေယူသွားတာစိတ်မကွက်ဘူးဘယ်နှခါယူစိတ်မကွက်ဘူးသူပြောထားတဲ့အတိုင်းလက်နှစ်ဖက်နဲ့ယူတယ်လက်တစ်ဖက်နဲ့ယူတယ်စိတ်မကွက်ဘူးသုံးချိန်သုံးကထပ်ပြီးရတနာတွေဖြည့်ထားဒီပရမညာကြီးတော့မယူပါစေနဲ့လို့တွေးတဲ့ခြားတဲ့ကပုံနာကြီးကလစ်သွားတယ်အဲ့ဒါကြတော့သူစိတ်မထိန်နိုင်တော့မထိန်နိုင်တော့မြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားကျောင်းပေးမှာချထားတဲ့ယရဏပစ္စည်းတွေယူတာတပည့်တော်စိတ်မကောင်းမဖြစ်ပါဘူးတဲ့ဒါကြီးကြတော့တပည့်တော်အလုံးကိုနှမျောတယ်စိတ်မကောင်းဖြစ်တယ်ဆိုမြတ်စွာဘုရားကပြောတော့ဆိုကိုပစ္စည်းကိုမပေးရင်ဘယ်သူမှဘိုင်ဖို့စ်နဲ့ယူလို့မရအောင်လုပ်တဲ့နေရှိပါတယ်အဲ့ဒီနီးလောက်ပါလားလို့မြတ်စွာဘုရားနီးပေးလိုက်တော့သူသဘောပေါက်သွားတယ်သဘောပေါက်တော့ချက်ချင်းမြတ်စွာဘုရားရှေ့မှာဆုတောင်းတယ်တပည့်တော်ပစ္စည်းကိုတပည့်တော်ပါဇက်ကနေယူတော့လို့မပေးလို့ရှိရင်ချီမြင်လေးတမြင်ကစားဘသူမှမယူနိုင်ပါစေတည်းဘယ်မီးမှမလောင်ဘယ်ရေမှမမျောဘယ်တခုမှမခိုးနိုင်ပါစေတည်းဆိုဆုတောင်းလိုက်တာအဲ့တော့ဆုတောင်းတာတွေကလည်း intention လို့ခေါ်တယ်ကိုလို့ထားတဲ့ကုသိုလ်ကောင်းမှုကိုအကြောင်းပြုပြီးဆုတောင်းတဲ့အခါသူကမြတ်စွာဘုရားရှေ့မှာအဲ့ဒါလို့ဘုရားရဲ့နီလန်ပေးတဲ့အတိုင်းဆုတောင်းလိုက်တာ
အဲ့ဒီအပရာဇိတဆိုတဲ့သူကျွဲဟာဝိပဿနာမြတ်စွာဘုရားပြီးတဲ့အခါတိခိမြတ်စွာဘုရားဝိတဘူမြတ်စွာဘုရားနောက်တစ်ခါပါရကဘာရောက်လာတော့ကကုတန္တမြတ်စွာဘုရားကောနာကဝနမြတ်စွာဘုရားကတ္တဗမြတ်စွာဘုရားဖယားနော်ဖယား6စုကိုလွန်မြောက်ပြီးတော့ဂေါရမဘုရားလက်ထက်ကျတော့မှကျွတ်တာဘာကြောင့်လို့ဆိုရင် तू ကဆူတောင်းတာကလူစည်းစိမ်နတ်စည်းစိမ်ကိုခံစားပြီးမှအရှင်ဘုရားတို့ရတဲ့တရားမျိုးရပါရစေပါဆိုတော့ तू ကခံစားခြင်းနဲ့တဏှာကတန်တရားကိုရှေ့သွားအောင်ဖန်တီးပေးလိုက်တာဒါနကုသိုလ်ကြောင့်တန်တရားရှေ့တာမဟုတ်ဘဲနဲ့တဏှာကြောင့်တန်တရားရှေ့တာဖြစ်သွားတယ်သူ့ကိုယ်ကတော့အဲ့လိုဆူတောင်းတာမဟုတ်ဘူးတိုက်ရိုက်အရှင်ဘုရားသိတဲ့အရှင်ဘုရားတို့ပိစိကဝရရီသိတဲ့တရားကိုသိရပါလို့ဆူတောင်းတာသူကသုံးဘဝမြောက်မှာရနာဖြစ်သွားတယ်အဲ့တော့ intention ပေါ်မှာမူတည်ပြီးကိုယ့်ရဲ့ဆန္ဒအရာဖြစ်နိုင်တယ်ဒါကြောင့်မို့ဘုရားမြတ်စွာသာသနာတော်မြတ်ကြီးနဲ့ကြုံချိုက်တဲ့ယခုလိုခါကာလမှာအတိတ်ကဘာတွေလုပ်ခဲ့အဲ့ဒီကံတွေကိုဒီလောက်မစင်စားနဲ့ပစ္စုပန်ဘဝမှာငါတို့ကံကောင်းအောင်လုပ်မယ်ကံကောင်းအောင်လုပ်ဖို့အတွက်ဘာတွေလုပ်အောင်မလဲရှင်ထဲမှာသရတရားဖြစ်အောင်လုပ်ဝိရိယတတိသမာဓိပညာတွေဖြစ်အောင်လုပ်ဖို့လိုအပ်တယ်ဒီကုသိုလ်တရားတွေကိုယ့်ရင်ထဲမှာဖြစ်ပြီးအကုသိုလ်တရားဖြစ်တဲ့ကာမေသန္နနိဝရဏကာမဂုဏ်အာယုံခံစားခြင်းနဲ့လောဘတွေမလိုမုန်းတီးတဲ့ဒေါသတွေအဲ့ဒါတွေဖယ်ရှားနိုင်အောင်ကြိုးစားအထူးသဖြင့်ကိုယ်သာကြီးပွားခြင်းပြီးကိုယ်သာသုံးဆွဲခြင်းနဲ့ဆိုတဲ့မစ္စရိယသူများနဲ့မျှဝေလိုခြင်းမရှိတဲ့မစ္စရိယသူများကြီးပွားတာကိုမနာလိုတဲ့အိတ်သာလောဘတွေဒေါသတွေမောဟတွေမာနတွေဆိုတဲ့စိတ်ပုတ်စိတ်ယုတ်တွေကိုယ့်ရင်နဲ့နှလုံးထဲမှာမရှိစေပဲနဲ့မေတ္တာအများကောင်းကျိုးလိုလားတဲ့စိတ်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ပေါ်မှာအကျဉ်းတရားထားတဲ့ကရုဏာကိုယ်နဲ့ပြိုင်ဘက်ပဲဖြစ်ပါစေကိုယ်ရဲ့တာသွားလို့ရှိရင်ဝမ်းမြောက်နိုင်တဲ့မုဒိတာသိခံခြင်းခွင့်လွှတ်ခြင်းဖြင့်ကံတရားတဘာဝတရားကိုလေးစားလိုက်နာနိုင်ခြင်းစိတ်ဓာတ်တည်ငြိမ်အောင်ထားနိုင်ခြင်းဆိုတဲ့ဥပေက္ခမေတ္တာကရုဏာမုဒိတာဥပေက္ခလို့ခေါ်တယ်စိတ်ကောင်းနှလုံးကောင်းတွေကိုကိုယ့်ရဲ့နဲ့မွေးမှကံကောင်းမှဖြစ်တယ်နော်ကံမကောင်းမှုလို့လည်းညည်းစရာအကြောင်းမရှိဘူးဘာဖြစ်ဖြစ်ကံကောင်းရင်ကိုယ့်လက်ထဲမှာပဲရှိတယ်ကံမကောင်းဘူးဆိုရင်ကိုယ်မကောင်းတာတွေလုပ်နေလို့သာဖြစ်မယ်ကံကောင်းနေဆိုရင်ကိုယ်ကောင်းတာတွေလုပ်နေဖို့လုပ်ရမှာပဲဖြစ်တယ်အဲ့ဒီသဘောတရားတွေကိုနှလုံးသွင်းဆင်ခြင်ဖို့လိုအပ်ပါတယ်မကောင်းတာလုပ်ပြီးပြီဆိုလို့ရှိရင်လေကိုယ်လုပ်တဲ့လုပ်ရဟာမကောင်းတာကိုမကောင်းဘူးလို့သိဖို့နံပါတ်1သိပြီးရင်ထပ်မလုပ်ဘူးရှောင်ကျဉ်တယ်ကောင်းတာတွေကိုပဲကြိုးစားလုပ်တဲ့ဆိုရင်အဲ့ဒီကံကိုကြော်လွှားနိုင်ပါတယ်လို့တန်ရုပ်ပါဠိတော်သင်္ခါဓမ္မတုတ်မှာမြတ်စွာဘုရားဟောထားတယ်အကုသိုလ်ကံတွေကိုလည်းကြော်လွှားလို့ရတယ်ကုသိုလ်ကံတွေရဲ့အကျိုးပေးမှုကိုလည်းရရှိနိုင်ဒါကြောင့်ပစ္စုပန်လက်ရှိဘဝမှာကောင်းအောင်ကြိုးစားခြင်းဖြင့်တို့တွေကံကောင်းကြမှာဖြစ်တယ်ဆိုတာကိုယ်စီသဘောပေါက်ဖို့လိုတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ကမ္မဝါဒနဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမ